လူတွေကပျော်ရွှင်တာကိုချမ်းသာအစစ်လို့ထင်နေတာပျော်ရွှင်ခြင်းဟာချမ်းသာအစစ်မဟုတ်ဘူးဒီကတည်းကငြိမ်းအေးခြင်းကမှချမ်းသာအစစ်ပေါ့နော်။ဘာလို့ဆိုဝိရိဒဒုက္ခပျော်ရွှင်ခြင်းဆိုတာကရအောင်အမျိုးမျိုးကြိုးစားရတယ်အကြောင်းတရားတွေနဲ့ဖန်တီးရတယ်ဟုတ်လားပြီးရင်လည်းပဲသူကအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်ကုံတဲ့ခန့်တဲ့ပြက်တက်တဲ့သဘောရှိတယ်။ရအောင်ရှာကုံအောင်ဖြုံးပြီးရင်ပြန်ရှာကုံပြန်ပြီးပြန်ရှာပြန်ပြီးနော်ရှာလိုက်ရလိုက်ကုံသွားလိုက်မောဟိုက်မစုံရှိကြည်ဤဆိုတာထဲမှာပဲအကျုံးဝင်တယ်။ရှာတယ်ရတယ်သုံးတယ်ကုံတယ်ပြီးရင်ရှာပြန်တယ်ဒီလိုနဲ့သူကမဆုံးနိုင်ဘူးသွားတာဟုတ်လားဒါကြောင့်ဝိရိဒဒုက္ခမျိုးဆိုတာကအဲ့ဒါလိုပင်ပန်းမှုနဲ့လည်းဆက်ဆက်တယ်ပြီးရင်ဗာနဲ့ဆက်ဆက်နေတယ်တော့တောကပရိဒေဝတွေနဲ့လည်းဆက်ဆက်တယ်နော်ကာမယတ္တကာမချမ်းသာဒီဒုက္ခဝေဒနာတွေဆိုတာကမပြည့်စုံရင်ပျော်ရတဲ့လောက်ပျက်စီးပြီဆိုရင်တော့ဘယ်လိုတော့နော်မြားမှန်ခံရတဲ့တမင်လိုလူလှိမ့်နေအောင်ကိုပူရတဲ့လောင်ရတဲ့လို့မြတ်စွာဘုရားအဲ့လိုဟောဟုတ်လားဒါကြောင့်ဘုံဘုံတို့ဝိရိဒဒုက္ခနဲ့တဏှတိဒုက္ခသဘောလေးကိုနားလည်ဖို့လိုတယ်နော်ဒါပေမဲ့တတ္တဝါတွေဟာဒီတဏှတိဒုက္ခအငြိမ့်တဲ့အေးတဲ့ကိုမကြိုက်ဘူးအပူတဲ့အလောင်တဲ့လှုပ်ရှားတဲ့သဘောနော်ပြင်းပြတဲ့ပူလောင်တဲ့သဘောဒါတွေကိုပဲနော်ကြိုက်ကြတာဒီထဲမှာပဲပြောကြတာလို့လည်းမြတ်စွာဘုရားအတိလင်းဟောတယ်တတ္တဝါတွေဆိုတာပူလောင်မှုမှာပဲမငြိမ်းချမ်းမှုမှာပဲပျော်ကြတာမငြိမ်းချမ်းမှုမှာပဲသူတို့ဟာပျော်မှုကြတာတတ္တဝါတွေရဲ့စိတ်ဆိုတာဟုတ်လားဒါကြောင့်ငြိမ်းအေးမှုချမ်းသာအစစ်နိဗ္ဗာန်ကိုနားလည်အောင်လုပ်ဖို့နားလည်ခြင်းသိစိတ်ရှိဖို့နားလည်သွားဖို့ဆိုတာတော်တော်ကိုမလွယ်ဘူးလို့ဘုံဘုံတို့နားလည်ကြမှာဟုတ်လားဒါကြောင့်မြတ်စွာဘုရားလက်ထက်ကရှင်သာရိပုတ္တရာကယဟန်တော်တွေရှေ့မှာဒီနိဗ္ဗာန်ဟာချမ်းသာတယ်ဒီနိဗ္ဗာန်ဟာချမ်းသာတယ်နော်အဲ့လိုမျိုးခဏခဏရွတ်ဆိုတယ်ပေါ့အဲ့ဒီမှာရှင်ဥဒ္ဒါကြီးကငါရှင်သာရိပုတ္တရာတဲ့နိဗ္ဗာန်မှာဝေဒနာခံစားမှုမရှိဘဲနဲ့ဘယ်လိုလုပ်ပြီးတော့ချမ်းသာတယ်လို့ပြောလို့ရမှာတော့ခံစားမှုဝေဒနာမရှိတဲ့နိဗ္ဗာန်မှာဘယ်လိုလုပ်ချမ်းသာတယ်လို့ပြောလို့ရမှာတော့အဲ့တော့ရှင်သာရိပုတ္တရာဘယ်လိုပြောတော့အဲ့ဒီခံစားမှုမရှိခြင်းဒီပင်လေချမ်းသာပဲလို့ပြောနိဗ္ဗာန်မှာခံစားမှုမရှိခြင်းဒီပင်လေချမ်းသာပဲလို့ပြောတယ်အဲ့ဒါဆက်ပြီးတော့ရှင်သာရိပုတ္တရာရှင်းပြတယ်တော်တော်ကောင်းတယ်အဲ့ဒီဥစ္စာလေးကဆိုကြပါစို့တဲ့ခုနပြောခဲ့တဲ့နှစ်သက်စရာမျက်နှိုးစရာကောင်းတဲ့အာယုံ6ပါးနဲ့ပြည့်စုံလို့နော်ဒီအာယုံ6ပါးနဲ့တွေ့ကြုံပြီးတော့စိတ်ထဲမှာချမ်းသာတယ်ဒါဘုံဘုံတို့နားလေတဲ့ချမ်းသာပါနော်အဲ့ဒီပုဂ္ဂိုလ်ကတစ်ချိန်မှာဘာဝနာတရားအားထုတ်လို့ပထမဇန်ရတယ်ဆိုကြပါစို့နော်ဝိတဝိသရာပိတိဒုက္ခဧကဂတနော်ဒီအာယုံလေးနဲ့ငြိမ်ပြီးတော့သူနိဝရဏကင်းပြီးတော့စိတ်ရဲ့ချမ်းသာခြင်းကိုသူရတယ်အဲ့ဒီပထမဇန်ချမ်းသာရတဲ့ပုဂ္ဂိုလ်ကအဲ့ဒီပထမဇန်ချမ်းသာခံစားပြီးတော့မကြခင်မှာပဲဒီကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ခုနတုန်းကအာယုန်နဲ့ပတ်သက်တဲ့အတွေးအကြံပေါ်လာရင်သူ့စိတ်ထဲမှာနာကျင်သွားတယ်ဟောအဲ့လိုတောင်ပြောတယ်နော်အဲ့တော့နာကျင်မှုသည်ဆင်းရဲပဲတဲ့ဆက်ပြီးတော့သူဘာပြောတော့အဲ့ဒီပထမဇန်ရတဲ့ပုဂ္ဂိုလ်နော်ဒုတိယဇန်ရသွားပြီးဆက်ကြိုးစားလို့အဲ့ဒုတိယဇန်ရသွားတဲ့အခါမှာသောတော်ကကြံစီမှုကာမဂုဏ်အာယုန်မဟုတ်တော့ဘူးနော်ကြံစီမှုနဲ့ပတ်သက်တဲ့ချမ်းသာရလာပြီဆိုတွေ့သွားအဲ့ဒီကိုအတွေးရောက်သွားပြီဆိုရင်သူ့စိတ်ထဲမှာနာကျင်သွားပြန်တယ်ဟောချမ်းသာတဆင့်တက်သွားတာ哦သူကြံစီမှုမှမရှိတော့တာ哦အဲ့ဒါကြံစီမှုရှိလာရင်သူဘာဖြစ်သွားတော့ဆင်းရဲသွားအဲ့ဒုတိယဇန်ရတဲ့ပုဂ္ဂိုလ်ကတခါတတိယဇန်နော်ပီတိတွေဘာတွေမရှိတော့ဘူးချမ်းသာမှုတက်တက်နဲ့နေတော့တာအဲ့ဒီအချိန်မှာနော်ပီတိသဘောနှစ်တက်တဲ့သဘောနဲ့ဖြစ်လာပြီဆိုရင်ဟာနာကျင်သွားပြန်နေတဲ့စိတ်ကသဘောပေါက်လားမသိဘူးသူပြောနေတာပေါ့ဟုတ်လားခတတိယဇန်နဲ့စတုထဇန်ရသွားပြီဆိုလိုတာကအထက်အထက်ချမ်းသာကိုရလေလေအောက်အောက်ချမ်းသာတွေကသူတို့အတွက်နာကျင်မှုဖြစ်သွားတာဘုံဘုံတို့ဒါတွေကနားလေဖို့အလွန်ကောင်းတယ်နော်သဘောပေါက်ရဲ့လားနော်အထက်အထက်ချမ်းသာကိုရလေလေသူ့အောက်ငကိုသူဖြတ်တန်းခဲ့တဲ့ချမ်းသာတွေကချမ်းသာမဟုတ်တော့ဘူးဖြစ်သွားတာအဲ့တော့နောက်ဆုံးမြတ်စွာဘုရားကတိရောဓသမပတ်နော်ဝင်စားနိုင်တဲ့အဆင့်ဆိုရင်သောတော်ကပြောခဲ့တဲ့ချမ်းသာမျိုးတွေဇန်ချမ်းသာမျိုးတွေကဆိုသူ့အတွက်ဘာဖြစ်သွားပြီတော့နာကျင်တယ်လို့ဖြစ်သွားတယ်ဒါရှင်သာရိပုတ္တရာရှင်းပြတာဒါကြောင့်နိဗ္ဗာန်ဟာတကယ်တမ်းကအချမ်းသာဆုံးပဲလို့နော်ရှင်သာရိပုတ္တရာပြောတာသို့တော်လည်းပဲဘုံဘုံတို့ဟာဝိရိဒဒုက္ခလောက်ကိုပဲနားလည်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီတန်တိဒုက္ခသဘောဖြစ်တဲ့နိဗ္ဗာန်ကိုဘုံဘုံတို့မသိနိုင်ဘူးမမြင်နိုင်ဘူးအလွန်ခက်ခဲတယ်ပေါ့သိဖို့မြင်ဖို့ဒါနိဗ္ဗာန်ဟာမြင်ဖို့ခက်တယ်ဆိုတာ ਨੇ ပတ်သက်ပြီးတော့ပြောပြတာဟုတ်လားအဲ့တော့ဆက်ပြီးတော့ပြောချင်တာကဘာလို့ဆိုတော့နိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဖြစ်တယ်ဆိုတာကိုပြောချင်တာ
ကိုမသိရတာမမြင်ရတာနားမလည်ရတာနဲ့ဒါဟာမကောင်းဘူးလို့လုပ်လို့မရဘူးလေဟုတ်လားတစ်ချိန်မှဒါသိအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကူးနဲ့ဘုံဘုံတို့ကအကောင်းဆုံးနိဗ္ဗာန်ချမ်းသာကိုရလို့တဲ့စိတ်နဲ့ဘယ်စုံတောင်းဆိုရတဲ့တော့ကြိုးစားဖို့တော့လိုတာပေါ့ဟုတ်လားအဲ့တော့ဒီလိုကြိုးစားခြင်းစိတ်ပေါက်အောင်နိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဖြစ်တယ်ဆိုတာလေးကိုဘုံဘုံတို့ဆက်ပြီးတော့မှတ်သားကြည့်မယ်နော်ဒါမြတ်စွာဘုရားရဲ့ဒေသနာထောက်ထားနဲ့ပြောမယ်ဆိုရင်နိဗ္ဗာန်ပရမန်ဒုက္ခနိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာလို့အတီးလင်းဟောတာပဲနိဗ္ဗာန်ပရမန်ဒုက္ခဟုတ်လားပြီးတော့ဘယ်လိုဟောသေးတော့နတ္ထိတန္တိပရံဒုက္ခနိဗ္ဗာန်လောက်ချမ်းသာတဲ့ချမ်းသာမရှိဘူးလို့ဒီလိုလဲဟောဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဒီနိဗ္ဗာန်ကဘယ်လောက်ချမ်းသာတာတော့နိဗ္ဗာန်ရဲ့ချမ်းသာပုံကိုဘုံဘုံတို့ဘယ်လိုသိနိုင်မလို့သောတော်ကဘဝနဲ့နိဗ္ဗာန်ကျမ်းစာအုပ်ကိုရေးသားတော်မူတဲ့ဆရာတော်ဟာသူဟာနိဗ္ဗာန်ချမ်းသာကိုဘယ်လောက်ချမ်းသာတယ်ဆိုတာကိုသိခြင်းဘဝဒုက္ခဟာဘယ်လောက်ဆင်းရဲတယ်ဆိုတာကိုမြင်အောင်လုပ်တဲ့ဘဝဒုက္ခနဲ့နိဗ္ဗာန်ချမ်းသာကိုချိန်ဆက်ကြည့်ရမယ်တဲ့မသူရှင်းပြတာလေဘုံဘတော်တော်သဘောကျဘဝဒုက္ခက30သားဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာဟာလည်း30သားပဲတဲ့ဘဝနဲ့နိဗ္ဗာန်ဟာဖြောင်းဖြောင်းဆန့်ကျင်တယ်ပေါ့နော်နိဗ္ဗာန်မှာဘဝမရှိဘူးပေါ့နော်ဘဝဒုက္ခကတပိဋ္ဌာဆိုရင်နိဗ္ဗာန်ချမ်းသာဟာတပိဋ္ဌာပဲဟုတ်တော့ဘဝဒုက္ခဆင်းရဲကြီးတပိဋ္ဌာကို तू ကစွန့်လိုက်တဲ့သဘောကိုအကယ်၍ဘဝဒုက္ခသည်အသင်္ချေအနန္တမဆုံးနိုင်အောင်ကိုများတယ်ဆိုရင်နိဗ္ဗာန်ချမ်းသာဟာလည်းပဲအသင်္ချေအနန္တမဆုံးနိုင်အောင်ကြီးတယ်လို့ပဲပြောရမယ်စဉ်းစားကြည့်နော်သိကြပါစို့အပေပုံတွေကိုဘုံဘုံတို့စဉ်းစားကြည့်လိုက်အလွန်ကြီးမားတဲ့ဒုက္ခတွေပေါ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရပြီဆိုရင်အဲ့ဒီအပေဒုက္ခတွေမရှိတော့အပေဒုက္ခကိုကြည့်လိုက်တာနဲ့အပေဒုက္ခနဲ့ရှင်လိုက်မယ်ဆိုရင်နိဗ္ဗာန်ချမ်းသာရဲ့ကြီးကျယ်ပုံဟာဘာဖြစ်လာတော့ထင်ရှားသွားတယ်ဟုတ်လားအပေဒုက္ခကြီးတာကိုကြီးတာကိုမြင်ရင်မြင်သလောက်အော်ဒီဒုက္ခတွေကလွတ်သွားတာဟောအခုဘုံဘုံတို့ကအပေဒုက္ခလို့ဒါဒုက္ခလို့မြင်ဖို့လွဲနေတာကိုအခုရနေတဲ့လူဘဝကိုဒုက္ခလို့မြင်ဖို့အလွန်ခက်နေတာနတ်ဘဝပြမဘဝကျတော့ဒုက္ခလို့မြင်ဖို့မပြောနဲ့ချမ်းသာတယ်လို့ထင်ပြီးတော့ရကိုရခြင်းတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ဘဝကိုဒုက္ခလို့မမြင်ဘူးဆိုရင်နိဗ္ဗာန်ကိုချမ်းသာတယ်လို့ဆိုတာမမြင်နိုင်ဘူးဘဝကိုဒုက္ခလို့မြင်မှဒီဒုက္ခကလွတ်တဲ့အရာဟာဘလောက်ကောင်းမလဲဆိုတာကိုသိနိုင်တာဟုတ်လားအနာရောဂါတစ်ခုဖြစ်တယ်နော်ဟိုတနေ့ကလည်းပြောတယ်နော်အဲ့ဒီအနာရောဂါပျောက်သွားတာဟာဘလောက်ကောင်းတယ်လဲဆိုတာကိုဘုံဘုံတို့ဗာနဲ့ရှင်းပြီးတော့သိမလို့အဲ့ဒီအနာရောဂါဖြစ်နေတဲ့အခိုက်အတန့်မှာဘလောက်ခံရခက်တယ်လဲဆိုတာ ਨੇ ရှင်းကြည့်ဟုတ်လား तू အခံရခက်တဲ့လောက် तू ပျောက်သွားရင်ချမ်းသာသွားတာပဲတချို့ဝေဒနာတွေဆိုရင်အမလီမျက်ရည်ကျပြီးတော့ငိုရလောက်အောင်ဖြစ်တယ်အဲ့ဒါတခါတည်းယူပြည့်တယ်လို့မြန်ပျောက်သွားမယ်ဆိုရင်တော်တော်ကိုပျော်စရာကောင်းမယ်ဆိုတဲ့အနေအထားရောက်သွားတာပဲသောတော်ဒုက္ခကြီးမရှိတော့